The Bebe a season any Jozo Barekmia. Dine, General Swinu Magaro, Natauna Sale Kumima, Sadin Kere, Miema Star, Tichinso Pian Buene Patebi, Gita Lokama, Atole Locanide, and Yimpuamu, the Ku Kyamabe. ဟပ်ပါတယ်ရှင်ဂီတပညာရှင်တချို့ကဆိုဒီပြန်ပွဲကိုရာတပ်ပံပိတ်သိမ်းပေးဖို့အထိဂီတအစည်းအရုံးကိုတရားဝင်တောင်းဆိုမှုတွေလွတ်လာကြတာတွေ့တာပါတယ် Okay. Adira, Dini Adika Megura, Myanmar Star Pian Buego, Paitempo Town Soraha, Myanmar Kita Lokai and Nagar Atra, Loate Akagwe Pimula, Tamamo, Tatesa Anupinya Shini, Akunlant Kugo, Paipen Tasia Yonidla, Sorababe, Chanagara, Di Pian Boy a twine, ye jet upoma, sewing moody sheet at dra, Pian Buego Yatan Tinde Sore, Bakani, Timpiatomaba. ကျမကတော့ဒီလိုပြန်ပွဲတွေကိုပိတ်သိမ်းချက်လိုက်ခြင်းကဖြည့်ရှင်းရေးအမှန်ဟုတ်ပဲနဲ့စနစ်တကျပြုတ်ပြင်ပြောင်းလဲရေးကိုပဲဥတီတင်တယ်ဆိုတဲ့ရှုထောင့်ကနေဆွေးနွေးသွားခြင်းပါတယ်ရှင် Okay, ကဲဒါဆိုကျွန်တော်ရဲ့ယက်တီချက်ကိုရင်ဆုံးရှင်းပြပါစေအခုမြန်မာစတာပြိုင်ပွဲကိုဦးဆောင်ကျင်းပသူတွေဟာဂီတကိုရည်ရွယ်ချက်ရှိဖြည့်ဆည်းနေတဲ့နောက်ပြီးတော့တက်တိစားလူငယ်တွေရဲ့အိမ်မက်တဲ့မျောလင်းချက်တွေကိုစီးပွားရှာဖို့အတုံးချနေတယ်ဆိုပြီးဂီတပညာရှင်တွေကဆွဆွဲလာတာဟာဒါတောင်းမှဝေဖန်မှုမဟုတ်တော့ဘူးအလွန်လေးနက်တဲ့ကိစ္စရပ်တစ်ခုပါ ဟုတ်ကဲ့ အဆိုတော်ယုံလေးထောက်ပြခွေသလိုပဲလေတချင်းဆိုပြိုင်ပွဲဆိုတာအဆက်တွေမရှိအထောက်အပံ့မရှိတဲ့လူငယ်တွေအတွက်သူတို့ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်လိုက်မဲ့တခုတည်းတော့မျောလင့်ချက်တကားဖြစ်တတ်ပါတယ်ဒီတော့အရေးပါတဲ့မိယာတစ်ခုမှာဒိုင်လူကြီးတွေအစီအစဉ်တင်ဆက်တူတွေရဲ့အရေးချင်းကိုစနစ်တကျစီစဉ်မှုမရှိတာအမှုပညာစံနှုန်းတွေကိုမျက်ကွယ်ပြုထားတာဟာပြိုင်ပွဲရဲ့ဂုဏ်သိက္ခာကိုမထွမကဘူးတနိုင်ငံလုံးရဲ့ဂီတလောကစံနှုန်းတွေကိုပါတိုက်ရိုက်ထိခိုက်စေပါတယ်ဆိုတော့ကဒီပြိုင်ပွဲကိုရာတက်ပန်ပိတ်တင်းဖို့တောင်းဆိုတာဟာစိတ်ခံစားမှုနဲ့ဆုံးဖြတ်တာမဟုတ်ပဲကျွန်တော်တို့ရဲ့ဂီတအတိုက်အဝင်းကိုကာကွယ်ဖို့အနာဂတ်အမှုပညာရှင်လောင်းတွေကိုအမျက်ထုတ်မှုကနေကာကွယ်ဖို့အတွက်မဖြစ်မနေလိုအပ်တဲ့လုပ်ရက်တစ်ခုလို့ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်ပါတယ် အဲ့ဒီဝေဖန်မှုတွေထဲမှာထည့်သွင်းစဉ်းစားရမယ့်အချက်တွေအများကြီးပါနေရကိုတော့ကျွန်မလက်ခံပါတယ်ရှင်ဒါပေမဲ့လေပြိုင်ပွဲတစ်ခုကိုရာသက်ပံပိတ်သိမ်းဖို့တောင်းဆိုတာကတော့ပြဿနာရဲ့အဖြေမဟုတ်ဘဲနဲ့နင်းနေလေးလွန်ကဲလွန်ကဲတုံ့ပြန်မှုတစ်ခုလိုမြင်မိတယ်မြန်မာနိုင်ငံမှာ Melody Walk ကနေစပြီးမြန်မာ Idol The Voice မြန်မာအထီးပေါ့နော်ပြိုင်ပွဲတွေနဲ့အရေးချင်းရှိတဲ့အဆိုတော်ပေါင်းများစွာကိုမွေးထုံပေးနိုင်ခဲ့တာအားလုံးအသိပါပဲဒီပြိုင်ပွဲတွေအားလုံးကလည်းသူတို့ရဲ့ပထမဆုံးရာသီတွေမှာဝေဖန်မှုတွေအားနည်းချက်တွေနဲ့လုံးဝမကင်းခဲ့ပါဘူးအခုမှအသစ်ဆက်ဆက်2024မှာစတင်တဲ့မြန်မာစတာဟာလည်းအလားတူအခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ချက်ရှိနေတော့မယ်လीပြိုင်ပွဲအခုရဲ့အစပိုင်းမှာကြုံရတဲ့အားနည်းချက်တွေကိုအကြောင်းပြပြီးလုံးဝဖြစ်သိမ်းပြီးမဲ့အစားဂီတအစည်းအရုံးလိုတာဝန်ရှိတဲ့အဖွဲ့အစည်းတွေကဥဆောင်ပြီးတော့စံနှုန်းတွေလိုင်းနိုင်ရပဲလမ်းညွန်ချက်တွေချမှတ်ပေးတာပြုပြင်ပြောင်းလဲကိုတွန်းအားပေးပေးတာကမှပိုပြီးအပြုသဘောဆောင်တဲ့ရည်ရှိအတွက်အကျိုးရှိမယ်ဖြည့်ရှင်နေဖြစ်မယ်လို့ကျမယုံကြည်တယ်ပိတ်ပိတ်လိုက်ဖို့ကလွယ်ပါတယ်ပြိုးထောင်ပေးဖို့ကမှတကယ်အလုပ်လို့ထင်ပါတယ် တင်ပြောတဲ့ပြုပြင်ပြောင်းလဲရေးဆိုတာကပြိုင်ပွဲရဲ့အခြေခံရည်ရွယ်ချက်မှန်ကန်မှာဖြစ်နိုင်မှာပါအခုဆွဆွဲချက်ကလူငယ်တွေရဲ့အိမ်မက်နဲ့မျောလင့်ချက်ကိုနင်းချေပြီးစီကွာရှာနေတဲ့သူတွေဆိုတဲ့စကားလုံးအတိုင်းပါပဲဒါကပြိုင်ပွဲရဲ့အဓိကရည်ရွယ်ချက်ကအမှုပညာဖန်တီးမှုကိုမြင့်တင်ဖို့ထက်စီဝါရဲ့အကျိုးမြတ်တက်ဖြစ်နေတယ်ဆိုတာကိုမိမောထိုးပြနေတာပဲရည်ရွယ်ချက်ကြားတာကလွဲနေတဲ့အရာတစ်ခုကိုဘလို့ပြင်းပြင်းအရာထင်မှာမဟုတ်ဘူးလေစဉ်းစားကြည့်ပါနယ်မြို့လေးတစ်မြို့ကလူငယ်တယောက်သူမိသားစုကရှစ်စုမဲစုလေးကိုထူခွဲရောင်းချပြီးဒီပြိုင်ပွဲကိုလာပြိုင်နေဆိုပါစို့သူရဲ့အိမ်မက်သူရဲ့အားထုတ်မှုတွေကိုဂီတအကြောင်းဘာမှတေချာနားမလဲတဲ့တိုင်ဒီကထင်ရမရဝေဖန်ထုံးတက်ပြီးသူ့ရဲ့ယုံကြည်ချက်တွေကိုရိုက်ချိုးလိုက်တဲ့အခါဘလို့ဖြစ်သွားမလဲဒါဟာလူငယ်တယောက်ရဲ့အနာဂတ်ကိုဖျက်ဆီးလိုက်တာနဲ့တူတူပါပဲဒီလိုချစ်ရဲ့ဒီထက်မဖြစ်အောင်တာရှိဖို့ကပိုရေးမကြည့်ဘူးလားခင်ဗျာ ဟုတ်ကဲ့အဲ့ဒီအချက်ကတော့တကယ်ကိုစဉ်းစားစရာကောင်းပါတယ်ဒါပေမဲ့ကျမမြင်တာကတော့လေအောင်မြင်တဲ့ပြိုင်ပွဲတိုင်းရဲ့နောက်ွယ်မှာစီးပွားရေးဆိုင်ရာအထောက်အပံ့နဲ့စီမံခန့်ခွဲမှုတွေကမဖြစ်မနေလိုအပ်တယ်ဆိုတာပါပဲနိုင်ငံတကာမှာအကြီးကျယ်အောင်မြင်ခဲ့တဲ့ American Idol တို့ X Factor တို့ဆိုတာအမှုပညာတက်တက်နဲ့ရက်တည်နေတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကအကြီးစားစီးပွားရေးလုပ်ငန်းကြီးတွေပါကြော်ညာတဲ့ sponsorship တွေနဲ့လေပတ်နေရတာလေအရေးကြီးတာကအဲ့ဒီစီးပွားရေးရန်တရားကနေစစ်ရေချင်းရှိတဲ့အမှုပညာရှင်တွေတကယ်ပေါ်ထွက်လာသလားဂီတလောကအတွက်အကျိုးရှိသလားဆိုတဲ့အချက်ပါပဲစီးပွားရေးဆန္ဒကိုလက်မခံနိုင်ဘူးဆိုရင်ဒီလိုပြိုင်ပွဲအမျိုးအစားတွေတစ်ခုမှရှိနိုင်မှာမဟုတ်တော့ဘူးလေ
2024မှာစတင်ခဲ့တဲ့ပြိုင်ပွဲတစ်ခုကိုဒီလောက်စောစောစီးစီးအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်တာဟာတကယ်ဖြစ်လာနိုင်ခြေရှိတဲ့အခွင့်အလမ်းတွေကိုပိတ်ပစ်လိုက်တယ်လို့ဖြစ်မနေဘူးလားရှင်စီးပွားရေး model ကိုတိုက်ခိုက်မယ့်အစားအဲ့ဒီ model ကအမှုပညာကိုဘယ်လိုပြန်အကျိုးပြုမလဲဆိုတာကိုဝိုင်းပင်ပြရမှာပေါ့ ဟုတ်ပါတယ်စီးပွားရေးနဲ့အမှုပညာဒွန်တွဲနေတယ်ဆိုတာကိုကျွန်တော်လက်ခံတယ်ဒါပေမဲ့တင်ပြောတဲ့နိုင်ငံတကာပြိုင်ပွဲတွေမှာခိုင်မာတဲ့စံနှုန်းတွေအရေးချင်းသတ်မှတ်ချက်တွေရှိတယ်သူတို့ရဲ့စီးပွားရေး model ကအရေးသွေးဆိုတဲ့အုံမြစ်ပေါ်မှာတိစောက်ထားတာအခုမြန်မာစတားမှာအဓိကဝေဖန်နေရတဲ့အချက်ကအဲ့ဒီအခြေခံအကြဆုံးစံနှုန်းတွေပျောက်ဆုံးနေတာပါ မမတယ် ယုံလေးထောက်ပြခဲ့တယ်လို့တိုင်ထစ်ဖို့အရေးချင်းရှိသူမှဖြစ်ခွင့်ပြုမိအစီအစဉ်တင်ဆက်သူတင်ဆက်နိုင်တဲ့အရေးချင်းရှိသူမျိုးမှပြုလုပ်ခွင့်ပြုမိဆိုတာတွေဟာမရှိမဖြစ်လိုအပ်တဲ့အခြေခံအုံမြစ်တွေပါဒီအုံမြစ်တွေမရှိဘဲတိစောက်ထားတဲ့ဆောက်အုံဝင်ကိုအပေါ်ကနေဘလောက်ပဲတုတ်စင်းလလတစ်တစ်တီတုံနေပါစေအချိန်မရွေးပြိုကျသွားနိုင်တာပဲဒီလိုအခြေခံစံနှုန်းတွေပြည့်ရွေးနေတဲ့ပြန်ပွဲကိုဆက်လက်ခွင့်ပြုထားခြင်းဟာမြန်မာဂီတလောကတစ်ခုလုံးရဲ့ရေသွေးကိုရေရှည်မှာတစ်ဖြည်းဖြည်းကျဆင်းစေပါလိမ့်မယ်ဒါကအမှုပညာရှင်ဒီဦးနဲ့ဦးမွေးထုတ်ပေးနိုင်တာပိုကြီးမားတဲ့ထိခိုက်မှုပါ တင်ထုတ်ပြတဲ့စံနှုန်းတွေရဲ့အရေးကြီးပုံကိုကျွန်မလုံးဝသဘောတူပါတယ်ရှင်။ဒါပေမဲ့အဲ့ဒီစံနှုန်းတွေကိုဘယ်လိုတိစောက်မလဲဆိုတဲ့နေရာမှာကျွန်မတို့သဘောကွဲနေတာပါ။ပြဿနာရဲ့အဖြေကပိတ်သိမ်းရေးပါဒါမှမဟုတ်စီကန်တင်းချက်ရေးလားဂီတအစည်းအရုံးလိုအဖွဲ့အစည်းတစ်ခုဟာပိတ်ပိန်သူတားမြစ်သူဆိုတဲ့နေရာကနေရပ်တည်တာထက်စံနှုန်းတင်တင်းသူ regulator အဖြစ်တာဝန်ယူတင်တယ်လို့ကျွန်မထင်တယ်။ပြိုင်ပွဲကျင်းပခွင့်အတွက်လိုက်နိုင်ရမယ့်စီနေစီကန်တွေကိုတိတိကျကျချမှတ်ရမယ်။ဥပမာဒိုင်လူကြီးအထည်ဆောင်ရွက်မဲ့သူတွေဟာခိတနယ်ပယ်မှာအ ਨੇ ဆုံးအတွေ့အကြုံဘယ်လောက်ရှိရမယ်ခိတဆိုင်ရာအရေးချင်းပါတွေရှိရမယ်တင်ဆက်သူတွေဟာဘယ်လိုအရေးချင်းတွေရှိရမယ်ဆိုတဲ့ criteria တွေကိုသတ်မှတ်ပေးပြီးအဲ့ဒီအတိုင်းလိုက်နာမှသာပြန်ပွဲကိုဆက်လက်ကျင်းပခွင့်ပြုမယ်ဆိုတဲ့နီလန်ကပိုပြီးလက်တွေ့မချဘူးလားဒါကဒီပြိုင်ပွဲတစ်ခုတည်းကိုလမ်းကြောင်းမှာပေါ့ပြန်တင်ပေးရရောမကဘူးနောက်အလားတူပြိုင်ပွဲတွေတက်လဲစံနမူနာတစ်ခုဖြစ်လာနိုင်တာပေါ့ဒါပေမဲ့အစည်းအရုံးမှာအဲ့ဒီလိုထင်းချောင်းနိုင်တဲ့အာဏာဒါမှမဟုတ်ရင်းမြစ်ခိုင်မှာရှိလို့လားစီကံချမှတ်တဲ့ဆိုတာလွဲပြီးမဲ့အဲ့ဒါကိုလိုက်နိုင်လားဆိုတာကိုဘယ်သူကစောင့်ကြည့်မှာလဲစောင့်ကြည့်ပြီးအရေးယူဖို့ရောဘယ်လောက်ထိတတ်နိုင်မှာလဲဒီလိုရေးတွေနှင်းကြတဲ့ပြိုင်ပွဲကိုဆက်ချင်းနေခွေပေးခြင်းရဲ့အယိုးဆက်ကပိုပြီးဆိုးရွားနိုင်တယ်လို့ကျွန်တော်မြင်တယ်တင်ပြောတဲ့စီကံတရားရေးဆိုတာအချိန်ရွယ်မဲ့လုပ်ငန်းစဉ်မှာအဲ့ဒီချိန်တွေမှာဒီပြိုင်ပွဲကိုအားကိုးပြီးဝင်ပြိုင်နေတဲ့လူငယ်တွေဟာလမ်းမကိုရောက်သွားနိုင်တယ်အရေးချင်းမြင့်ပြမိတဲ့ဒိုင်ဒီရဲ့ဝေဖန်သုံးသပ်မှုတွေအောက်မှာသူတို့ရဲ့အမှုပညာအမြင်တွေလွဲချော်သွားနိုင်တယ်။ဒါပြင်ပြည်တဲ့ဂီတပေါ်တန်ဖိုးထောင်းမှုအရေးသွင်းမြင့်အမှုပညာကိုခွဲခြားသိမြင်နိုင်စွမ်းကိုလည်းရောချစေနိုင်ပါတယ်။ဒီပြန်ပွဲကိုတီထောင်သူဆာလိုင်းလုံးထလီတွန်းအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိဖို့လိုပါတယ်။အခုချိန်တွေကဂီတလောကအတွက်အရေးပေါ်ခြေနေတစ်ခုလိုဖြစ်နေပြီ။ဒါကြောင့်ပိတ်သိမ်းရင်ဆိုတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကသာနောက်ဆက်တွဲဆိုးကျိုးတွေကိုချက်ချင်းတားဆီးနိုင်မှာပါ။ အရေးပေါ်အခြေအနေဆိုတဲ့စကားလုံးကတော့နည်းနည်းများသွားမလားပဲရှင်ကျမမြင်မှာတော့ပြိုင်ပွဲတစ်ခုကိုအခုလိုဝိုင်းဝန်းဝေဖန်နေချိန်မှာအလွယ်တကူပိတ်သိမ်းလိုက်ခြင်းရဲ့နောက်ဆက်တွဲကျိုးဆက်ကိုလည်းကျမတို့စဉ်းစားသင့်တယ်ဒါဟာအနာဂတ်မှာတခြားသူတွေရဲ့ဖန်တီးကြိုးပမ်းမှုအသစ်တွေကိုဟန်ထားလိုက်တယ်လို့ဖြစ်သွားနိုင်တယ်ပြိုင်ပွဲတစ်ခုလုံးရဲ့နည်းနည်းလေးမားတာနဲ့အပိတ်ခံရနိုင်တယ်ဆိုတဲ့အတွေးကလူငယ်တွေယနေ့မြွန်သူတွေကိုဆွန်ဝတ်တီထွေးမှုတွေမလုပ်ရအောင်တွန်းပို့တယ်လို့ဖြစ်သွားနိုင်တယ်လေတားမြစ်ပိတ်ပင်ချင်းယဉ်ကျေးမှုအစားအပြုသဘောဆောင်တဲ့ဝေဖန်အကြံပြုမှုတွေနဲ့အတူပိုကောင်းအောင်ပြုပြင်ပြောင်းလဲခွင့်ပေးခြင်းကလွတ်လပ်တဲ့အမှုပညာဖန်တီးမှုပတ်ဝန်းကျင်အတွက်ပိုပြီးအရေးမကြီးဘူးလားအခုလိုလူသိရှင်ကြားဝေဖန်ခံနေရတာကိုယ်တိုင်ကပြိုင်ပွဲအတွက်အကြီးမားဆုံးပြုပြင်ပြောင်းလဲဖို့တွန်းအားပဲလေပရိသတ်နဲ့ဂီတလောကရဲ့ဖျားကြောင်သူတို့မဖြစ်မနေပြောင်းလဲရတော့မယ်ဒီဖြစ်စဉ်ကိုသင်ခန်းစာယူပြီးသူတို့ကိုယ်တိုင်ရောနောင်ပြိုင်ပွဲတွေကဘာပိုကောင်းလို့လာကြလိမ့်မယ်အမားကအမှန်ပြင်ဝင်ကြီးယဉ်ကျေးမှုကဂီတလောကကိုပို့ပြီးရင့်ကျက်စေမှာပါပြင်ခွင့်ပြတဲ့ဆိုတာကပြင်ချင်တဲ့စိတ်ရှိမှဖြစ်နိုင်တာလေအခုဒီပြိုင်ပွဲစီစဉ်လူတွေဘက်ကတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့တုံ့ပြန်မှုမျိုးကိုကျွန်တော်တို့မတွေ့ရသေးဘူးဒါကပြဿနာရဲ့အရင်အမြတ်ပဲသင်ပြောတဲ့ chilling effect တို့မဟုတ်ကြောက်သွားစေတဲ့အကျိုးသက်ရောက်မှုဆိုတာကိုကျွန်တော်နားလည်တယ်ဒါပေမဲ့ဒီလိုအရေးသွေးမမီတဲ့ပြိုင်ပွဲအခုကိုဆက်လက်ရှင်သန်ခွင့်ပေးလိုက်ရင်ဖြစ်လာမယ် poisoning the well တို့မဟုတ်ရေတွင်းနဲ့အစိတ်ခတ်တယ်လို့ဖြစ်မဲ့အကျိုးဆက်ကပိုကြောက်ဟုတ်ကောင်းတယ်ဆိုလိုတာကဒီပြိုင်ပွဲကနေထွက်လာတဲ့ဆန်နှုံးအလွဲတဲ့အမြင်မားတွေကဂီတလောကတစ်ခုလုံးကိုပြန့်နှံ့သွားနိုင်တယ်ပရိသတ်တွေကလည်းဘာကအကောင်းဘာကအညံ့ဆိုတာကိုမခွဲခြားနိုင်တော့ဘူးရေရှည်မှာဒါကမြမဂီတရဲ့အရေးသွေးကိုအောက်ခြေကနေတဖြည်းဖြည်းတိုက်စားတော့မှာဒါကြောင့်ရေတို့မှာကြမ်းတမ်းတယ်လို့ထင်ရနိုင်ပေမဲ့ရေရှည်အတွက်တော့ဒီလိုအစိတ်ပြင်မျိုးကိုအမြင့်ကနေနှုတ်ပစ်လိုက်တာကအကောင်းဆုံးပါပဲအမြင့်ကနေနှုတ်ပစ်တယ်ဆိုတဲ့နေရာမှာကျွန်မသဘောမတူရှင်ဘူးဥပမာည
မြန်မာ idol ပထမဆုံး season တုန်းကနေဝေဖန်မှုတွေအများကြီးရှိခဲ့တယ်လေ။ဒိုင်နေတဲ့မချက်တဲ့ပြိုင်ဝဲဝဲနေတဲ့အရေးသွေးနဲ့ပတ်သက်ပြီးအငင်းကွာမှုတွေရှိခဲ့တယ်။ဒါပေမဲ့သူတို့ပိတ်မပစ်ခဲ့ဘူး။နောက် season တွေမှာဒိုင်အဖွဲ့ကိုပြောင်းလဲဖွဲ့စည်းတဲ့ထုတ်လုပ်မှုအရေးသွေးကိုမြင့်ကျင်တယ်။အဲ့ဒီလိုပြုပြင်ပြောင်းလဲမှုတွေကြောင့်နောက်ပိုင်းမှာနိုင်ငံကျော်အစိုးရကောင်းတွေအများကြီးမွေးထုတ်ပေးနိုင်ခဲ့တယ်။ဘာလို့လဲဆိုတော့သူတို့ကဝေဖန်မှုတွေကိုနားထောင်ပြီးပြုပြင်ခဲ့လို့ပဲ။မြန်မာ star ကိုလည်းအဲ့ဒီအခွင့်အရေးဘာလို့မပေးနိုင်ရမှာလဲ။ပထမဆုံးချိန်မှာမားရီမှုတွေရှိနိုင်တယ်။အရေးကြီးတာကအဲ့ဒီအမားတွေငယ်သင်ခန်းစာယူပြီးဒုတိယအချိန်မှာပိုကောင်းအောင်လှုပ်ဆောင်ဖို့ပဲဂီတစီယုံကဒီနေရာမှာကြားဝင်ပြီးခရတော့ပြိုင်ပွဲကိုဆက်လုပ်ချင်ရင်တော့ဒီစံနှုန်းဒီစီကန်းတွေကိုလိုက်နာရမယ်လိုက်နာပါမယ်လို့အာမခံချက်ပေးမှခွင့်ပြုမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝင်ထင်းချောင်းပေးလိုက်ရင်နှစ်ဦးနှစ်ဖက်တဲ့အကျိုးရှိတဲ့အဖြစ်တကူထွက်လာနိုင်ပါတယ်ရှင် တင်ပြောတာကအကောင့်လွန်အခြေအနေ best case scenario ကိုမျှော်လင့်နေတာပါဒါပေမဲ့လက်တွေ့မှာအဲ့ဒီလိုဖြစ်မလာရင်ဘယ်လိုလုပ်မလဲအစည်းအရုံးကစီကန်းထုတ်တယ်သူတို့ကဟန်ပြလိုက်နာပြတယ်ဒါပေမဲ့အတွင်းမှာတော့အရင်အတိုင်းပဲဆက်လုပ်နေမယ်ဆိုရင်ဘယ်သူကတောင်းယူမလဲအခုကိစ္စမှာကျွန်တော်တို့ကလူငယ်တွေရဲ့အနာဂတ်နဲ့လောင်းကြီးထန်နေတယ်လို့ဖြစ်နေတယ်ဒီပြိုင်ပွဲတစ်ခုတည်းမရှိတော့တဲ့အတွက်မြန်မာဂီတလောကကြီးပြိုလဲတော့မှမဟုတ်ပါဘူးဒါပေမဲ့ဒီလိုအရေးထွေးမမီတဲ့ပြိုင်ပွဲတွေဆက်တိုက်ပေါ်ပေါက်လာရင်တော့ကျွန်တော်တို့ရဲ့ဂီတဆန်နုန်းတွေတကယ်ကိုပြိုလဲတော့နိုင်တယ်ဒါကြောင့်ဒီကြွယ်မှာတော့ပြတ်သားတဲ့သတင်းစကားတစ်ခုပေးဖို့လိုတယ်မြန်မာဂီတလောကမှာအရေးထွေးမရှိရင်နေတာမရှိဘူးဆိုတဲ့သတင်းစကားပါပဲဒါမှနောက်မှဒီလိုပြိုင်ပွဲမျိုးလုပ်မဲ့တူတယ်လေပိုပြီးတာဝန်ယူမှုရှိလာမှာပါ အဲ့ဒီသတင်းစကားကိုပိတ်သိမ်းခြင်းနဲ့မှပေးလို့ရတာမဟုတ်ပါဘူးပိုမိုကောင်းမွန်တဲ့ဆန်နှုံးတွေနဲ့ပြုပြင်ပြောင်းလဲပြီးခြင်းကပိုပြီးအားကောင်းတဲ့သတင်းစကားတစ်ခုဖြစ်ပါလိမ့်မယ်မြန်မာဂီတလောကမှာအမားလုံးမရင်တောင်ပြန်ပြင်ခွင့်ရှိတယ်ဒါပေမဲ့အရေးသွေးကိုတော့အလျှော့ပေးလို့မရဘူးဆိုတဲ့သတင်းစကားကပိုပြီးအပြုသဘောမဆောင်ဘူးလားပိတ်ပင်တားမြစ်ခြင်းကအကြောင်းယူမှုကိုပဲမွေးဖွားပေးပါတယ်တိုးတက်မှုကိုမွေးဖွားပေးနိုင်မှာမဟုတ်ဘူးအခုချိန်မှာလူတွေရဲ့ဝေဖန်မှုဂီတပြန်ရှင်တွေထောက်ပြမှုတွေကဒီပြိုင်ပွဲကိုအများပြည်သူရဲ့စောင့်ကြည့်မှုအောက်ကိုရောက်သွားစေပြီးသားပါ DPR ရဲ့အကြောင်းသူတို့မပြောင်းလဲလို့မရတော့ပါဘူးဒီအခွင့်အရေးကိုတုံးပြီးစံချင်းစံရွမြန်မာတဲ့ပြိုင်ပွဲတစ်ခုထက်အောင်ဝိုင်းမွန်းတွန်းဖို့ပေးခြင်းကသာရေရှည်ကြအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုလို့ကျွန်မမြင်တယ် အနှစ်ချုပ်ရရင်တော့မြန်မာစတာပြိုင်ပွဲဟာအရေးချင်းတဲ့စံနှုန်းဆိုင်ရာအခြေခံလိုအပ်ချက်တွေမှာတိတိတသာအားနည်းနေပြီးလူငယ်တွေရဲ့မျှော်လင့်ချက်ကိုစီးပွားရေးအရအသုံးချနေတယ်ဆိုတဲ့ဆိုရင်မှုတွေဟာအမှန်တကယ်ခိုင်လုံတဲ့ကြောင်းပဲချက်တွေဖြစ်ပါတယ်ဂီတလောကရဲ့ရေရှည်အကျိုးစီးပွားနဲ့အနာဂတ်မျိုးဆက်သစ်တွေရဲ့အမှုပညာခရီးလမ်းမှန်ကန်စေဖို့အတွက်ဒီလိုအရေးသွေးမပြည့်မီတဲ့ပြိုင်ပွဲမျိုးကိုတင်းတင်းကြပ်ကြပ်ကင်တွေဖို့လိုအပ်ရင်ရက်ဆိုင်ပစ်ဖို့တောင်းဆိုမှုတွေဟာကျိုးကြောင်းစီလိုတယ်လို့ကျွန်တော်ဆက်လက်ရည်တည်လိုပါတယ်အကာအကွယ်ပေးခြင်းဟာတခါတည်းမှတားဆီးခြင်းပုံစံနဲ့လာတတ်ပါတယ် ကျမမြင်ကိုပြန်ပြီးအကျဉ်းချုံရရင်တော့လက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေရဲ့အရင်းမြစ်ကိုဖြေရှင်းရမှာဖြစ်ပြီးပြန်ခွဲတစ်ခုလုံးကိုဖျက်သိမ်းလိုက်ခြင်းဟာအပြေမှန်မဟုတ်ပါဘူးဒီဝေဖန်မှုတွေကိုအခွင့်ကောင်းယူပြီးခိုင်မာတဲ့စီမင်းစည်းကမ်းတွေအရေးသွေးချင်းရှုံမှုရန်တရားတွေတိစောက်ဖို့ကြိုးစားသင့်ပါတယ်အခွင့်အလမ်းအသစ်တွေကိုဖွင့်ပေးထားရင်းနဲ့စံကျင်စံညွှန်းတွေကိုညှင့်တင်ထိန်ချောင်းပေးခြင်းကသာမြန်မာဂီတလောကကိုရေရှည်မှာရှင်သန်တိုးတက်စေမယ့်လမ်းကြောင်းဖြစ်တယ်လို့ယုံကြည်ပါတယ်ရှင့်ပေးပြင်ခြင်းထက်ပြုပြင်ခြင်းကပိုပြီးအကျိုးရှိစေမှာပါ ဟုတ်ကဲ့ဒီကိစ္စရမှာတော့ရှုထောက်နှစ်ခုစလုံးမှာစဉ်းစားရအချက်တွေအများကြီးရှိနေပါတယ်ဒီ play boy ရဲ့အနာဂတ်ပြီးတော့မမဂီတလောကရဲ့စံနှုန်းတွေကိုပြီးတော့ထိမ့်သိမ်းမလဲဆိုတဲ့မိခွန်းတွေဟာကျွန်တော်အားလုံးအတွက်အရေးကြီးတဲ့အင်စားတွေပါပဲဒီဆွေးနွေးမှုကိုနားထောင်ပြီးနောက်မှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပူပြီးကြဲကြဲပြန့်ပြန့်ဆက်လက်လေ့လာစူးစမ်းဖို့အများကြီးကြံရှိနေပါသေးတယ်ခင်ဗျာ